ကင်ကြီးလို့ရရဆိုလို့ကျွန်တော်ကင်ကြီးခဲ့ပါတယ်ကင်လို့တော့ကောင်းပါတယ် Cyrus TV ဒီတစ်ခါတော့ထူးခြားပါပဲမနေ့ကလာတော့ကကျွန်တော်တဲ့ resource ကိုရွာထဲကနေဝင်ရတာဖြစ်ပါတယ်ဒီတစ်ခါတော့အဲ့လိုမဟုတ်တော့ပါဘူးရွာထဲကပတ်ပြီးတော့ကန်းကြီးကဝင်ရတာပဲဖြစ်ပါတယ်ကန်းကြီးမှာကားမောင်းတဲ့ experience အသစ်ကိုလည်းရပါတယ်တော်တော်လေးမိုက်ပါတယ်ကျွန်တော်တဲ့ resource ကတော့စီးရင်ကျဲ resource ပဲဖြစ်ပါတယ် resource အကြောင်းကိုတော့ကျွန်တော်နောက်ဗီဒီယိုမှာအသေးစိတ်ပြောပြပေးပါမယ်ကျွန်တော်အခုရောက်နေတဲ့နေရာဂေါ်ရန်ကြီးပဲဖြစ်ပါတယ်ကျွန်တော်ရောက်နေတဲ့နေရာဂေါ်ရန်ကြီးမှာရှိတဲ့နတ်တပူကန်းကြီးပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်အဖွဲ့ထဲမှာရန်ရူတဲ့အတွက်ပဲဖြစ်ပါတယ်ဘယ်လောက်ရူလဲဆိုတာရှင်းဗီဒီယိုမှာတွေ့ရပါလိမ့်မယ်ကျွန်တော်ခဏနားပြီးတော့နတ်တပူကန်းကြီးရဲ့အရှိမရှိတဲ့စပလာကျွန်းကိုဆန်းဆက်သွားကြည့်မယ်ရေသွားကူးမှာပဲဖြစ်ပါတယ်ရေကြတဲ့ချိန်ရေထဲကနေပြီးတော့ဖြတ်သွားမှာပါရေကြတယ်ဆိုပေမဲ့ရေကခါလောက်တော့ရှိပါတယ်ကျွန်တော်နဲ့အတူပါလာတဲ့ခိုင်ကိုကျိုးကကြောက်ကြားထဲမှာပင်လယ်မြို့တွေတွေ့လို့ကျွန်တော်တို့ပြပါသေးတယ်။သူကကင်ကြီးလို့ရရဆိုလို့ကျွန်တော်ကင်ကြီးခဲ့ပါတယ်။ကင်လို့တော့ကောင်းပါတယ်။ EG နဲ့ပါ။စပလာကျိုးမော်ကြည့်ရတဲ့နေဝင်ချိန်ကဘာနဲ့မှမတူအောင်အရန်လှပါတယ်။ကျိုးနေသွားလို့ရှိရင်အခုလိုမျိုးသွားရတာပဲဖြစ်ပါတယ်။ဒါကြောင့်ဂေါ်ရန်ကြီးသွားလို့ရှိရင် bike 2မျိုးကိုပေးပါတယ်။ trucking သွားတဲ့ bike ကောကန်းကြီးသွားတဲ့ bike ကောရပါတယ်။ဒါတော့စပတာကျွန်းရဲ့ရေကူးတဲ့နေရာစနိုးကလင်းလုပ်တဲ့နေရာပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ပထမဆုံးရက်ကိုဒီနေရာမှာပဲကုန်ဆုံးလိုက်ပါတယ်။